ဒီနေ့အတွက်ဆွေးနွေးပေးသွားမယ့်အကြောင်းအရာလေးကတော့ rationalize the denominator ပိုင်းခြေတွေကို rationalize လုပ်တဲ့ပုံစံလေးအကြောင်းကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ rationalize လုပ်တဲ့ဆိုတဲ့အကြောင်းအရာက remove irrational number from the denominator ပိုင်းခြေကနေ irrational number square root number တွေကိုဖယ်ထုတ်တဲ့နည်းကိုသင်ပြပေးသွားမှာဖြစ်ပါတယ်။ဒါတို့သမီးတို့သိထားတဲ့အတိုင်း square root ရဲ့သဘောတရားသည် square root of x နှစ်ခါမြောက်လိုက်ရင် square root of x multiply square root of x ဆိုရင်အဖြေက x ရတယ်။အဲ့တော့ square root ကိုပျောက်ချင်တယ်ဆိုရင်တူညီတဲ့ square root နှစ်ခုမြောက်ရင် rational number ပြန်ရပါတယ်။အဲ့တော့ irrational number square root irrational number နှစ်ခုပျောက်ချင်ရင်အဲ့တူညီတဲ့နှစ်ခုကိုမြောက်လိုက်ရင် rational number ပြန်ရတယ်။အဲ့တော့အခုဒီမှာနံပါတ်1ပုံစံနမူနာလေးပြထားတယ် 5 over root 3 5 over root 3မှာ denominator root 3ကိုပျောက်ချင်တဲ့အတွက်ဆရာတို့ဒီ denominator ရော numerator ရောကို root 3နဲ့ပြန်မြောက်ပေးရတယ်။အဲ့တော့ root 3နဲ့ root 3နဲ့ multiply လုပ်လိုက်တော့ root 9ရတယ်။ root 9တို့ဆိုတာဒီ perfect square 3ကိုပြောတယ်။အဲ့တော့ denominator က3 numerator မှာ5နဲ့ root 3မြောက်တော့5 root 3အဲ့တော့နံပါတ်2 example လေးက root 7 root 3 over root 7ဒါဆိုရင်ပိုင်းခြေ denominator ကိုပျောက်အောင် root 7ကို root 7နဲ့ပြန်မြောက်တော့ဒီချက်ဒီ step လေးကိုကျော်လိုက်တယ် root 7နှစ်ခုဒီ7ရတယ်အပေါ်မှာ square root of 3နဲ့ square root of 7နှစ်ခုလုံးတူတဲ့အတွက် square root တစ်ခုတည်းထည့်ရေးမယ်7 multiply 3က21အဲ့တော့အဖြေဒီroot 21 by 7 number 3 5 root 5 by root 6အဲ့တော့ denominator root 6ကိုဒီချက်ပြအောင်လို့ root 6နဲ့မြောက်မယ် denominator ရော numerator ရော root 6နှစ်ခါမြောက်လိုက်တဲ့အတွက်အောက်မှာ denominator မှာ6အပေါ်မှာကျန်တာဒီ5 into root 5နဲ့ root 6နဲ့မြောက်5 6လီ30 5 root 30 by 6အဲ့တော့ number 4 2 plus root 3 by root 5 denominator ရော numerator ရော root 5နဲ့မြောက်မယ် root 5 multiply root 5က5ရတယ်အဲ့တော့ numerator မှာ expand လုပ်မယ် root 5နဲ့2နဲ့မြောက်တော့2 root 5 root 5နဲ့ root 3နဲ့မြောက်တော့ root 15ရဒါဒီ simplest form ဖြစ်သွားပြီပြန်ပြီးတော့ simplest form ပြောင်းလို့ထားမရတော့ပါဘူး single denominator single fraction ပုံစံနဲ့ပြထားတာပါနောက်တစ်ပုဒ်1 plus root 2 over 2 root 3အဲ့တော့အောက်မှာဒီဆရာတို့ဒီ irrational number root 3ဖြစ်တဲ့အတွက် root 3နဲ့မြောက်မယ်အပေါ်လည်း root 3နဲ့မြောက်အရှိက2ကဒီတိုင်းထားမယ်2 multiply root 3နဲ့ root 3နဲ့မြောက်တော့3ရတယ်အပေါ်မှာ expand လုပ်လိုက်တယ်1နဲ့ root 3နဲ့မြောက်တော့ root 3 plus root 2နဲ့ root 3နဲ့မြောက်တော့ square root of 6ရတယ်အဲ့တော့ denominator မှာ3နဲ့4က6အပေါ်မှာ root 3 plus root 6ကဲအောက်ကနောက်တစ်ပုဒ်ကလည်း root 2နဲ့ irrational number root 2နဲ့ပြောင်း root 2နဲ့မြောက်တယ်အပေါ်လည်း root 2နဲ့မြောက်အဲ့တော့အောက်မှာရှိတာဒီ5 into root 2နဲ့ root 2နဲ့ဆိုတော့2ရတယ်အပေါ်မှာ root 2နဲ့ root 2နဲ့ multiply လုပ်လိုက်တော့2 minus 3အဲ့တော့ root 5နဲ့ root 2နဲ့ဆိုတော့ square root တစ်ခုတည်းထည့်မယ် root 10အဲ့တော့အောက်မှာ denominator မှာ10 numerator မှာ2 minus 3 root 10ရတယ်ဒါနောက်တစ်ခုကကြတော့ဒီကျတော့ဒီအရှိအပု္ပ္ပစာတွေကကြတော့အောက်က denominator မှာ root 3ဆိုတခုတည်း root 7တခု root 6တခုရဲ့အောက်က2 root 3ဆိုတာ2နဲ့ root 3နဲ့ multiply လုပ်တာအဲ့တော့ဒီဘက်က question တွေမှာကြတော့အလယ်မှာဒီကျတို့ကနှစ်ခု irrational နဲ့ rational နှစ်ခုကို plus minus လုပ်ထားတဲ့ဟာတွေရောက်သွားပြီအဲ့ဒါမျိုးကြရင်ကလေးတို့က denominator မှာ root 2နဲ့ပဲမြောက်တာ root 3နဲ့ပဲမြောက်တာတော့မရတော့သူတို့ရဲ့ conjugate radical လေးနဲ့ကျတို့မြောက်ဖို့လိုအပ်ပါတယ် conjugate radical ဆိုတာဒီ2 plus root 2ဆိုရင်2 minus root 2နဲ့မြောက်ရတာကိုပြောတာပါအဲ့တော့2 plus root 2နဲ့2 minus root 2နဲ့ plus တစ်ခု minus တစ်ခုဆိုရင်ကျတို့သိထားပြီးသားပုံသင်နည်းလေးရှိတယ် x square minus y square ဆိုရင်ပုံသင်နည်းက x plus y တစ်ခု x minus y တစ်ခုရတယ် plus တစ်ခု minus တစ်ခုဆိုရင်ရှေ့ကိန်းနှစ်ထပ်အနုတ်နောက်ကိန်းနှစ်ထပ်ဘာလို့ဒီဆယ်တို့က plus ဆိုရင် minus minus ဆိုရင် plus နဲ့မြောက်လဲဆို the whole square ပုံစံဖြစ်တော့မှသူတို့ဒီ square root ကနေပြီးတော့ irrational ဒီ rational number တွေဖြစ်ကုန်အဲ့ဒါကြောင့်မလို့ကလေးတို့မှမှာ2 plus root 2ဆိုရင်2 minus root 2နဲ့မြောက်ပါတယ်အဲ့တော့ plus တစ်ခု minus တစ်ခုအဲ့ဆိုရင်ဒီဘက်ကလိုပဲ x နှစ်ထပ်အနုတ် y နှစ်ထပ်ဖြစ်2နှစ်ထပ်က4လက္ခဏာ negative root 2နဲ့ root 2နဲ့မြောက်တော့ root 4ရတယ်အဲ့တော့ root 4ဆိုတာ perfect square 2ထွက်လာတယ်4 minus 2ဆိုတော့4 minus 2ဒီ2ရတယ်အပေါ်က numerator ဒီတိုင်းပဲ3နဲ့6အဲ့တော့3 root 2ရအဲ့တော့နောက်ထပ်တစ်ပုံမှာလေ4 minus root 3ဆိုရင်0 conjugate ဖြစ်တဲ့4 plus root 3ကိုရွေးလိုက်တယ်အပေါ်လည်း4 plus root 3လေးနဲ့မြောက်တယ်အဲ့တော့အောက်မှာဖြစ်သွားတာ4 minus 4 plus ဆိုတော့ plus တစ်ခု minus တစ်ခု4 square က16 minus root 3 the whole square က
3ရတယ်ရှေ့ကိန်းနှစ်ထပ်အနှုတ်နောက်ကိန်းနှစ်ထပ်အပေါ်မြတ်ဖြန့်ချလိုက်မယ်ရှစ်လေးလီက32 plus 8 root 3 16 minus 3ဒီအောက်မှာ13အပေါ်မှာ32 plus 8 root 3ရတယ်တကယ်လို့ဒါအောက်က denominator နဲ့ကျတော့ simplest form ပြောင်းလို့ရတယ်ဆိုရင်တော့အပြင်ပေါ်မှာ factor ဖြစ်တဲ့နှစ်ခုလုံးရဲ့ factor ကိုပုံထုတ်လို့ရတယ်အခုခြေလို့မရတဲ့အတွက်ဒီတိုင်းပဲထားပါတယ်အောက်က6 plus root 5ကိုကျတော့မြောက်ကမှာ conjugate ဖြစ်တဲ့6 minus root 5ကိုရွေးတယ်အပေါ်မှာ6 minus root 5အဲ့တော့အောက်မှာက plus တစ်ခု minus တစ်ခု6နှစ်ထက်က36အနှုတ် root 5 square equal to 5အဲ့တော့အပေါ်မှာမြောက်မယ်6 root 5 minus root 5 times root 5က5ရတယ်အဲ့တော့36 minus 5ဒီ31 numerator မှာ6 root 5 minus 5ရတယ်အဲ့တော့ next one 3 minus root 7ဆိုရင်သူရဲ့ conjugate radical 3 plus root 7 numerator မှာလည်း3 plus root 7 plus တစ်ခု minus တစ်ခု3 times 3က9 minus root 7 times root 7 7အဲ့တော့ပုံမှန်မြောက်မယ်3 3လီ9 9 root 5 plus 3အရှေ့က rational 3 root 5နဲ့ root 7 irrational က root 35ရတယ်9 minus 7 is 2 9 root 5 plus 3 root 35နောက်တစ်ခု try ကြည့်အောင်5 plus root 2ဆိုရင်ကျွန်တော်မြောက်မှာဒီ5 minus root 2 numerator လည်း5 minus root 2အဲ့တော့အက denominator မှာ5 times 5က25 minus root 2 times root 2က2ပေါ်မှာက9တက်လီ9ပြီးရင်negative နဲ့ 1 negative root 2က negative root 2အဲ့တော့ negative root 8 times 5 negative 5 root 8 negative times negative က positive root 8နဲ့လီ16 root 16အဲ့တော့ denominator မှာရှိတာဒီ23အပေါ်မှာ numerator မှာကျတော့ root 16ကိုဒီကျတော့သိရမယ် perfect square 4ထားလာတယ်အဲ့တော့5 plus 4က9ရတယ်ဒီကနေထွက်လာ root 16က4နဲ့ 5နဲ့ဆိုတော့ rational နှစ်ခုရှင်းလိုက်တော့9ရတယ် rational နဲ့မှာအဲ့တော့အပေါ်မှာ minus root 2ရှိတယ်ပြီးရင် minus ဒီ root 8ကကျတော့ထွက်လို့ရတယ်4နဲ့8 4 times 2ရတယ်4ကကြတော့2ထွက်လာတယ်2အထဲထဲမှာကျန်တာ2အဲ့တော့ဒီနှစ်ခုကိုဒီဆိုလို့ရှင်းလို့ရတယ် negative root 2နဲ့ negative 2 root 2ကိုရှင်းလိုက်တော့9 minus အရှိက coefficient နှစ်ခုကိုပဲ rational နှစ်ခုကိုပဲပေါင်းလိုက်တော့ minus 3 root 2 by 23ရတယ်နော် next question a plus root b over a root b အဲ့တော့ဒီဥစ္စာက a root b က multiply လုပ်ထားတဲ့ကျတော့ပြအောင်လို့ဆိုရင်သူ့မြောက်မှာဒီ a နဲ့ပြန်မြောက်စရာမလိုတော့ဘူးအဲ့တော့ irrational နဲ့မှာဖြစ်တဲ့ root b ကိုပြောင်းအောင်လဲ root b နဲ့ပဲမြောက်မယ် numerator denominator ကို root b နဲ့မြောက်လိုက်အဲ့တော့အောက်မှာကျန်တာဒီခြေတို့က a root b ကျန် root b နဲ့ root b ဆို root b ကျန်တယ်အပေါ်မှာဒီခြေတို့မြောက်လိုက်တဲ့ a square root of b plus root b times root b ရကြတော့ b ရတယ်အဖြစ်အဲ့တော့နောက်ဆုံးအစားဒီ a root b plus b over ab ရပါတယ်နော်ဒီထဲကတပုတ်လောက်ကိုဒီခြေတွက်ပြပါမယ်နံပါတ် a 5 plus root 3 over 2 minus root 3 can be written in the form a plus b root 3 where a and b are integer to be formed a နဲ့ b နဲ့ integer အရှိက integer လို့ပြောလိုက်တာဒီတသမမဟုတ်ဘူးအပိုင်းငယ်မဟုတ်ဘူးအပြည့်ကိန်းတွေကိုပြောတာပါ1 2 3 4 5 6 9 10 9အဲ့လိုကိန်းတွေရပါမယ်တဲ့အဲ့တော့ဒီဥစ္စာလေးကိုတဲ့ a plus b root 3ပုံစံလေးနဲ့ခြေလို့ရှင်းပြရမယ်အဲ့တော့အောက်က denominator ကြီးကိုဒီခြေတို့က rationalize လုပ်ပေးဖို့လိုအပ်ပါတယ်2 minus root 3ပေါ်က5 plus root 3ကြည့်လိုက်တဲ့အခါမှာ conjugate ဖြစ်တဲ့2 plus root 3ကိုခြေတို့ရွေးမယ်ပေါ်လဲ2 plus root 3ကိုရွေးမယ်အဲ့တော့ denominator မှာရှိသွားတာဒီ2 times 2က4 minus root 3 times root 3က3အဲ့တော့ပေါ် expand လုပ်မယ်9နဲ့လီ10 5နဲ့ root 3နဲ့မြောက်တော့ plus 5 root 3ပုံမှာကြတော့ plus 2 root 3 root 3 times root 3က plus 3ရအဲ့တော့ပေါ်မှာရှင်းလိုက်တော့10နဲ့ rational နှစ်ခုကိုပဲကျွန်တော်ပေါင်းလိုက်တယ်10နဲ့3နဲ့ပေါင်း13 plus 5 root 3နဲ့2 root 3မှာ2နဲ့5နဲ့ပေါင်းလိုက်တော့7 root 3 7 root 3အောက်က4 minus 3က1ဆိုတော့ denominator 1ဆိုရင်ကျွန်တော်မရေးတော့ဘူးသူလိုချင်တဲ့ပုံစံ a plus b root 3ပုံစံဝင်သွားပြီအဲ့တော့တကယ်လို့ဒါမေးခွန်းက find the values of a and b ဆိုရင် a is 13 and b is 4 7 a ရဲ့ value က13 b ရဲ့တန်ဖိုးက7ရပါတယ်အဲ့တော့အောက်ကပုံစံတူပုံစံလေးတွေကိုလည်းကလေးတို့တွက်ကြည့်လို့ရပါတယ်ကလေးတို့ဒီထဲမှာသိထားရမယ်နောက်ထပ် formula လေး
ချို့ကိုရှယ်ရေးပြမယ် x plus y the whole square ဆိုရင်သူတို့ဒီကလေးတို့က x plus y ကိုနှစ်ခါ multiply လုပ်ထားတာကိုပြောတာပါအဲ့တော့ပုံသင်နည်းအနေနဲ့ပဲမြန်ထည့်လိုက်မယ်ဆိုရင်ရှေ့ကိန်းနှစ်ထပ် a square plus ရှင်းတဲ့နောက်နဲ့မြောက် xy နှစ်ဆဖြစ်တဲ့အတွက်နှစ်ခါမြောက်တဲ့ 2xy plus y square အဲ့လိုပဲ plus ရှိတယ်လို့ x minus y the whole square ဆိုရင်ကလေးတို့က x minus y နှစ်ခါမြောက်ထားတာကိုပြောတာပါအဲ့ဒါဆိုရင် x square minus 2xy plus y square ဖြစ်ပါတယ်အဲ့တော့ plus ဆိုရင်ရှေ့ကလက္ခဏာတွေဒီအကုန်လုံး plus တွေပဲလာ negative ဖြစ်သွားရင်တော့ကလေးတို့က plus minus plus ဆိုပြီးလာတယ်ဆိုတာသိရမယ်အဲ့တော့သုံးတက်ဆိုရင် x plus y the whole cube x plus y the whole cube ဟာ x plus y 3ခါမြောက်တာအဲ့တော့အပေါ်ကဟာတိုင်းရေးလိုက်ရင် x plus y the whole square times x plus y အရှိအပေါ်ကနှစ်ခါမြောက်ထားပြီးသားအဖြစ်ရှိတယ်အဲ့ဒါနဲ့နောက်ဆုံးတစ်ခွင်းနဲ့မြောက်တာနဲ့လည်းအဖြစ်တူတယ်ဆိုတာကလေးတို့သိရအဲ့တော့နှစ်ခါမြောက်ထားတဲ့ဟာဒီ x square plus 2xy plus y square အဲ့ဒါနဲ့ကလေးတို့က x plus y နဲ့ဖြန့်ချတာဒါကကလေးတို့ပုံသင်နည်းမသိရင်ဒီတိုင်းလေးပဲဖြန့်ချကြည့်လို့ရတယ်ပုံသင်နည်းလေးကိုမှတ်ထားရင်တော့ပို့ပြီးမြင်ဆန်ပါတယ် x cube အဲ့တော့ဒီမှာနှစ်ထပ်ဆိုရင်အရှည်ဆုံးက the whole square ဆိုရင်နှစ်ထပ်ကနေစတယ် the whole cube ဆိုရင်သုံးထပ်ကနေစအဲ့တော့သူ့ရဲ့ coefficient လေးတွေကိုကလေးတို့ကသိရမယ်1 3သုံးထပ်ဆိုရင်3ဖြစ်တဲ့3ပြီး x သုံးထပ်ပြီးရင်ကလေးတို့က x နှစ်ထပ်ဖြစ်သွားတယ် y ကဒီမှာမပါရင်ပထမဆုံးဒီမှာ y တစ်ထပ်ဖြစ်သွားပြီအဲ့ဒါပြီးရင် plus 3 3ထပ်နှစ်ထပ်ပြီးရင် x power 1 y ကတစ်ထပ်ပြီးရင်y ကနှစ်ထပ် plus ပြီးရင်ရှေ့ဆုံးနဲ့နောက်ဆုံးမှာဒီချေတို့ဒီမှာ1နေပဲရှိတယ်အဲ့တော့ဒီမှာလဲ1ပဲလာမယ် y တစ်ထပ်ပြီး y x power 0 y ကနှစ်ထပ်ပြီးရင် y 3ထပ်လာအဲ့တော့3ထပ်ဆိုရင်ကလေးတို့မှတ်ထားမှာဒီ x cube plus 3x square y plus 3x y square plus 1 cube လို့မှတ်ထားမယ် plus လို့ပြောတဲ့အတွက်အကုန်လုံး plus တွေပဲသွားမယ်တကယ်လို့ကလေးတို့က x minus y the whole cube ဆိုရင်ဒီတိုင်းပဲလက္ခဏာလေးတွေပြောင်းသွားမယ် x cube minus 3x square y plus 3ay square minus y cube ဖြစ်သွားမယ် plus minus နဲ့သွားတာပါအဲ့ဒီမှာကလေးတို့သတိထားမှာဒီ x plus y လို့ပြောရင် x ရဲ့ power တွေဒီ3ထပ်2ထပ်1ထပ်0နောက်က y ရဲ့ဟာတွေဒီ y to the power 0တစ်ထပ်နှစ်ထပ်သုံးထပ် y ရဲ့ degree တွေကကြတော့ ascending order နဲ့တက်သွားမယ် ascending order of y ဖြစ်သွားတယ် y power တွေကကြီးသွားတယ် x တွေကကြတော့ရှေ့မှာရှိတဲ့ x ကကြတော့ကျသွားတယ်သုံးထပ်နှစ်ထပ်တစ်ထပ်ဖြစ်သွားတယ်အဲ့ဒါကို descending power of x လို့ခေါ်တယ်တကယ်လို့ဒါကလေးတို့ကို descending power of y လို့ပြောရင်ကလေးတို့က x နဲ့ y နဲ့ကိုနေရာလဲပြီးတော့သူကရေးခိုင်းတာပါအဲ့တော့ x ဒီအခုအပေါ်မှာရေးထားတဲ့ပုံစံလေးဒီ descending power of x လို့ပြောတာပါ ascending power of y ရဲ့ power တွေကကြီးလာပြီးတော့ x ရဲ့ power လေးတွေကတဖြည်းဖြည်းနဲ့ကျသွားတာပါ x ကအရှိမထားရင် x ရဲ့ power descending ဖြစ်သွားမယ်တကယ်လို့ y ကအရှိရောက်လာရင်တော့ y ရဲ့ power ကတဖြည်းဖြည်းနဲ့ငယ်သွားပြီးတော့ x ရဲ့ power ကကြီးလာတာပါအရှိမရှိတဲ့ကောင်ဒီကျသွားမယ် degree ကကြီးတာနေငယ်သွားမယ်နောက်ကရှိတဲ့ဟာကကြတော့ငယ်တာနေကြီးလာအဲ့ဒါလေးပြင်ကလေးတို့က x square အပေါ်မှာလုပ်ခဲ့တဲ့ rationalize လုပ်တဲ့နေရာမှာပါခဲ့တဲ့ x square minus y square ကိုတည်တာ x square minus y square ဆိုရင် x plus y တခု x minus y တခုဆိုပြီးတော့ပုံသင်လေးမှတ်ထားပါမယ်အခုကလေးတို့ကဒီတခုရဲ့3ထပ်ရဲ့2ထပ်ရဲ့အဲ့ဒါလေးတွေသိထားရင် rationalize လုပ်တဲ့အခါမှာကလေးတို့ပို့ပြီးတော့လွယ်ကူတဲ့ပုံသင်လေးတွေဖြန့်တဲ့အခါမှာလည်းပို့ပြီးတော့မြန်ဆန်နဲ့ဖြန့်နိုင်မှာဖြစ်ပါတယ်အဲ့တော့နောက်လာမယ့်ဗီဒီယိုလေးတွေမှာလည်းဒီနောက်ထပ်လေ့ကျင့်မှတ်သားစီဟာဗီဒီယိုလေးတွေကိုထပ်ပြီးတော့ဆွေးနွေးပြသွားမှာဖြစ်ပါတယ်